ကောင်းမလေးကသူ့အယုတ်ကိုပဲနမ်းလိုက်ပေမဲ့အခြားတစ်ဖက်မှာ CEO ကတယောက်ယောက်သူ့ကိုနမ်းတယ်လို့ရုတ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာကောင်းမလေးကအယုတ်ရဲ့အဝတ်စားတွေကိုမတော်တဆဆွဲချုပ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲ CEO ရဲ့ဘောင်းဘီကရုတ်တရက်ကျွတ်ကျသွားပါတယ်။သူကအစည်းအဝေးခန်းထဲကလူတိုင်းကိုချက်ချင်းထွက်သွားခိုင်းလိုက်ပါတယ်။လက်ထောက်ကသူ့နောက်ကလိုက်ထွက်မလို့လုပ်ပေမဲ့ CEO ကသူ့အနားကိုနောက်တစ်ခါထပ်မကပ်ဖို့သူ့ကိုတတိပေးလိုက်ပါတယ်။ခုနကကိစ္စတွေအားလုံးကိုလက်ထောက်ကပဲလုပ်ခဲ့တယ်လို့သူထင်လိုက်တာပါ။သူဟာကောင်းမလေးရဲ့အယုတ်နဲ့ချိတ်ဆက်နေမှန်းသူလုံးဝမသိခဲ့ပါဘူး။အိမ်ရောက်တဲ့အခါအမျိုးသားကရေချိုးလိုက်ပါတယ်။အဲ့ဒီအချိန်မှာကောင်းမလေးကသူမရဲ့အယုတ်ဆိုနေတာကိုတွေးလိုက်ရလို့လန့်သွားပါတယ်။ဒါကြောင့်သူမကသပင်လေမုတ်ဆက်နဲ့အချောက်ခံဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့အယုတ်ကပြန်ချောက်နေပြီးအဝတ်စားတွေတောင်ဝတ်ထားတာကိုသူမတွေးလိုက်ရပါတယ်။တကယ်တော့တခြားတစ်ဖက်ကအမျိုးသားဟာညဝတ်အင်ကြီးလဲပြီးအိပ်ဖို့အဆင်သင့်ဖြစ်နေတာကြောင့်ပါကောင်းမလေးကဇဝေဇဝါဖြစ်သွားပြီးအယုတ်ရဲ့အဝတ်စားတွေကိုလဲပေးဖို့လုပ်နေပါတယ်။တစ်ဖက်ကအမျိုးသားလည်းရုတ်တရက်လန့်သွားပါတယ်။သူ့ကိုယ်ပေါ်ကအဝတ်စားတွေကအကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားလို့ပါဒါနဲ့သူချိန်စာမိနေပြီလို့ချက်ချင်းထင်လိုက်ပါတယ်။နောက်တစ်နေ့မှာကောင်းမလေးက CEO စီစာရွက်စာတမ်းတွေလာပို့ပါတယ်။အမျိုးသားကသူမရဲ့အယုတ်ကိုချက်ချင်းသတိထားမိလိုက်ပါတယ်။ကောင်းမလေးကအယုတ်ရဲ့ပါကိုဆွဲစိတ်လိုက်တာကြောင့်အမျိုးသားကတယောက်ယောက်သူ့ကိုဆွဲစိတ်တယ်လို့ရုတ်တရက်ခံစားလိုက်ရပါတယ်။ဒါပေမဲ့ဒီလိုတဘာဝလွန်ဖြစ်ရမျိုးကိုသူယုံကြည်ဖို့ခက်ခဲနေပါတယ်။သူစိတ်ထင်တာပဲဖြစ်မှာပါလို့ယူဆလိုက်ပြီးအဲ့ဒီညပါတီပွဲကိုအဖော်လိုက်ခဲ့ဖို့ကောင်းမလေးကိုသူတောင်းဆိုလိုက်ပါတယ်။ဒါကြောင့်ကောင်းမလေးကအယုတ်ကိုပါသူနဲ့တူယူလာခဲ့ပါတယ်။သူတို့ရဲ့အတွင်ပြင်ကဧည့်သည်တွေရဲ့အာယုံဆိုင်မှုကိုချက်ချင်းဖန်ဆားနိုင်ခဲ့ပါတယ်။ချမ်းသာတဲ့တထေးသမီးတစ်ယောက်ကဒီအမျိုးသားကိုတိတ်တကိုးကြိုက်နေခဲ့တာပါ။သူမကကောင်းမလေးစီလျှောက်လာပြီးဆင်းရဲတဲ့ကောင်းမလေးဆိုပြီးလှောင်ပြောင်းပါတယ်။ဒီကောင်းမလေးက CEO နဲ့အတူရှိဖို့လုံးဝမတန်ဘူးလို့သူမကပြောပါတယ်။ပြီးတော့သူမရဲ့ဝိုင်ခွက်ကိုကောက်ကင်ပြီးကောင်းမလေးကိုလှမ်းပတ်လိုက်ပါတယ်။ကောင်းမလေးကကိုကာကွယ်ဖို့အတွက်မတိစိတ်အလျောက်အယုတ်ကိုမြောက်ပြီးကားလိုက်ပါတယ်။မထင်မှတ်ပဲသူမဘေးကအမျိုးသားလည်းတကိုယ်လုံးဆူချွဲသွားပါတော့တယ်။ရောက်ရှိနေကြသူအားလုံးမှင်သက်သွားကြပါတယ်။တထေးသမီးကသူ့ကိုတ िश ူးနဲ့ပြန်တုပ်ပေးဖို့ကြိုးစားပေမဲ့တွန်းထုတ်လိုက်ပါတယ်။တထေးသမီးကကောင်းမလေးပဲအရာအလုံးဖြည့်ဆည်းဖြစ်တယ်လို့ထင်လိုက်ပါတယ်။ဒါကြောင့်ကောင်းမလေးကိုနှောက်ယှက်ဖို့သူမကကောင်းမလေးရဲ့အယုတ်ကိုလူယူလိုက်ပါတယ်။ကောင်းမလေးကအယုတ်ကိုပြန်ယူဖို့ကြိုးစားပေမဲ့တထေးသမီးကသူမကိုရေထဲတွန်းချလိုက်ပါတယ်။ကြောက်လန့်တကြားနဲ့ကောင်းမလေးကတထေးသမီးရဲ့လက်ကိုလှမ်းဆွဲလိုက်တာကြောင့်သူတို့နှစ်ယောက်စလုံးရေထဲအတူတူပြုတ်ကျသွားကြပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကလုံးဝ surprise ဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့သူကအဝတ်လဲပြီးကာစားပဲရှိသေးပေမဲ့သူ့ခန္ဓာကိုယ်ကထပ်ပြီးဆူချွဲသွားပြန်လို့ပါပဲ။နောက်ဆုံးမှာတော့ကောင်းမလေးရဲ့အယုတ်ကသူနဲ့ချိတ်ဆက်နေနိုင်တယ်လို့တန်တရားဝင်လာပါတော့တယ်။ဒါနဲ့သူရေထဲကိုချက်ချင်းခုန်ဆင်းပြီးကောင်းမလေးကိုကယ်တင်လိုက်ပါတယ်။ကောင်းမလေးနိုးလာတဲ့အခါအယုတ်ကရေချိုးဝတ်စုံဝတ်ထားတာကိုတွေးလိုက်ရပါတယ်။သူမကအယုတ်ရဲ့အဝတ်စားတွေကိုလဲပေးချင်တာကြောင့်ရေချိုးဝတ်စုံကိုချုပ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအမျိုးသားကရေချိုးပြီးခါစားဖြစ်ပြီးသူအခန်းထဲကိုဝင်လာပါတယ်။သူကောင်းမလေးကိုရက်လိုက်ဖို့ချက်ချင်းလှမ်းអော်လိုက်ပေမဲ့အရန်နောက်ကျသွားပါပြီ။သူကရေချိုးဝတ်စုံကိုအမြန်ကောက်ယူပြီးပြန်ဝတ်လိုက်ပါတယ်။အဲ့ဒီအယုတ်ကိုနောက်ထပ်ဘယ်တော့မှမထိဖို့ကောင်းမလေးကိုတတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှပဲကောင်းမလေးကသူမရဲ့အယုတ်ဟာ CEO နဲ့ချိတ်ဆက်နေမှန်းသိလိုက်ရပါတော့တယ်။